ပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဖွယ်အညာဖွယ်စားရပါဗျာကျွန်တော်ရဲ့နာမည်ကတော့ဖူဂျီတိုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ရှိုင်းကိုဆော့ခဲ့တဲ့ Parasite 100 day ဗီဒီယိုတွေကအဲ့ဒါတွေကို review လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်နံပါတ်1 more simple structure ဒီအတော့ဆိုရင်ဖြစ်ကျွန်တော်တို့structure အသစ်တွေပါဝင်လာမယ်ပေါ့ဗျာနံပါတ်2 Spartan She ဒီအတော့ကျွန်တော်တို့ဒီ She အသစ်တွေပါဝင်လာမှာပဲဖြစ်ပါတယ်သူဗီဒီယိုလေးမှာလည်းသုံးထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထည့်ပေးထားခြင်းဖြစ်ပါတယ်နံပါတ်3 Spartan Weaponry ဒီအတော့ကျွန်တော်ဒီရှေ့ခဲလက်နက်တွေပါဝင်လာမှာပဲဖြစ်ပါတယ်နံပါတ်4 Tree Chop ဒီကတော့ဆိုရင်ပြကျွန်တော်တို့ထိုင်ပြီးတော့ဒီလိုတစ်ပင်ကိုခုတ်လိုက်လို့ရှိရင်ဗျာအဲ့လိုတခါတည်းခုတ်လိုက်ရုံနဲ့ကျွန်တော်တို့တစ်တပင်လုံးပြိုးကြသွားမယ်အဲ့တော့ပေါ့ပြီးတော့ဒီကတော့ကောင်းတာတဲ့ခုကသူကတခါတည်းလုံးဝပြုံးဆိုင်ပြန်သွားလို့မျိုးမဟုတ်ဖ ೇನೆ စင်သေးသည်ပြတ်တဲ့အတွက်ကြောင့်မလို့ဖုံးတိတ်မနိုင်တဲ့လူရဲ့အတွက်လည်းအဆင်ပြေပါတယ်ဗျကဲဒါဆိုကျွန်တော်တို့နောက်ထပ်အတော်လေးတစ်ခုစီကိုတွားလိုက်ကြအောင်ပါဗျာနံပါတ်5 Parasite Apocalypse Parasite 100 day အကြောင်းပြောမှာတော့ Parasite အကောင်တွေမပါလို့တော့ပဲဖြစ်ပါမလဲเนาะဒါကတော့ရှိုင်းကိုဆိုတဲ့ Parasite အတော်ကြီးမဟုတ်ပေမဲ့နည်းနည်းတော့ဆင်းနေဗျတွားကြပါလေကျွန်တော်တို့စောနေရတာအခုက Parrot ဆိုတော့စင်တင်လေးပဲရမှာပေါ့ဗျာဒီရတော့မှကျွန်တော်အခုပြထားတဲ့အကောင့်တွေမဟုတ်ဘဲတခြားအကောင့်တွေလည်းအများကြီးပါပါသေးရဲ့ဗျပြီးတော့သူ့ဗီဒီယိုမှာပါတဲ့တစ်ပိန်တွေ boss ဒီတွေလည်းပါပါသေးရဲ့ဗျကဲအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် like subscribe share လေးလည်းလုပ်ပေးကြပါဦး